အားလုံးပဲမင်္ဂလာပါရှမ်းမလေး channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါစက်သားပင်စိမ်း channel လေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးစက်သားအတုံးလေးတွေလှီးထားတာပေါ့နော်လက်မလောက်စစ်အဲ့ဒါလှီးထားတဲ့ထဲမှာကျွန်တော်တို့ဂါလစ်ပေါဒါ2စွန်းထည့်မယ်စက်သွန်ဖြူမုတ်ပြီးတဲ့အခါမှာအယောင်တင်မုတ်2စွန်းထည့်မယ်စား1စွန်းထည့်မယ်ငံပြားရည်အကြည်အနှဲငယ်ထည့်မယ်ပြီးတော့ငမုတ်တစွန်းထည့်မယ်ပြီးတော့ငရုတ်ကောင်းတစွန်းငရုတ်ကောင်းကတော့ဇွန်းသေးလေးနဲ့တစွန်းပေါ့နော်အဲ့ဒါထပ်ထည့်ပြီးတော့မှနေမယ်နေပြီးတဲ့အခါမှာကျွန်တော်တို့စီအနေငယ်ထပ်ထည့်ပြီးတော့မှစက်သွန်နီဂျင်းနှုတ်ဆင်ထားတဲ့ဟာလေးကိုထပ်ထည့်ပြီးတော့မှကျွန်တော်တို့နေမှာဖြစ်ပါတယ်အဲ့ဒါကိုအရသာတွေနှက်ဆက်သွားအောင်အဲ့လိုမျိုးနေပြီးတဲ့အခါမှာ10မိနစ်လောက်ထားမယ်အဲ့လိုမျိုး10မိနစ်လောက်ထားပြီးတဲ့အခါကျတော့ကျွန်တော်တို့ဗာနဲ့ချက်မလဲဆိုရင် air fryer နဲ့ကျွန်တော်ချက်ပြမှာဖြစ်တဲ့အတွက်အားလုံးနှပ်ပြီးသားဟာတွေကို air fryer ထဲမှာကျွန်တော်ထည့်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် run through နဲ့ပြောလိုက်ခြင်းဖြစ်ပါတယ်လုပ်ပြထားတဲ့ဟာကိုတစ်ချက်ချင်းကြည့်ပြီးတော့မှကြည့်ရှုသူများလည်းနားလည်မယ်လို့ထင်ပါတယ်ပြောချင်တာကတော့ကျွန်တော်အခုချိန်မှာဒေဟိုးတွေမရှိဘူးဟင်းချက်စရာတွေမရှိဘူးဆိုလို့ရှိရင်လည်းပဲအိုးခွက်တွေမရှိဘူးဆိုလို့ရှိရင်လည်းပဲဒီချိန်မှာ air fryer တစ်လုံးလေးရှိလိုက်လို့ရှိရင်အမျိုးမျိုးချက်စားလို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်message ပေးချင်တာပေါ့နော် message ပေးရင်လည်းအခုချိန်မှာအသုံးတဲ့မယ်လို့ထင်လို့ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ပေါ့နော်ဒီကတော့အဆောင်မှာတော့၎င်းအခုလိုမျိုးတဘာဝဘေးအန္တရာယ်ကြုံနေတဲ့အခါမှာဆိုရင်တော့၎င်းပေါ့နော်လက်စစ်မီရယုံနဲ့ဒီဟာကအဆင်ပြေတယ်ဆိုတဲ့အကြောင်းကျွန်တော်တင်ဆက်ပေးခြင်းဖြစ်ပါတယ်အားလုံးစင်သေးဖြစ်တဲ့အခါမှာစက်သားအားလုံးကိုကျွန်တော် air fryer ထဲမှာထည့်ပြီးတော့မှချက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့အားလုံးကို air fryer ထဲမှာထည့်ပါတယ်ထည့်ပြီးတဲ့အခါမှာမိနစ်30အချိန်ပေးပြီးတော့မှကျွန်တော်ချက်ပြသွားပေးမှာဖြစ်ပါတယ်အခုဆိုရင်စတင်ပြီးထည့်ပြီးတော့မှချက်နေပြီဖြစ်ပါတယ်15မိနစ်ပြည့်တဲ့အခါမှာကျွန်တော်တို့ဆွဲထုတ်ပြီးတော့မှစက်သားတွေကိုထည့်အောင်တမသွားအောင်ပေါ့နော်လှန်ပေးပြီးတော့မှတစ်ခါပြန်ချက်ပေးပါဒါမှလည်းအကျက်ညီမှာဖြစ်ပါတယ်အချိန်ဆေးလို့ရပြီဖြစ်တဲ့အတွက်ကျွန်တော်ထုတ်ပြီးတော့မှစက်သားတွေကိုပြန်ပြီးတော့မှထည့်အောင်လှန်ပြီးတော့မှကြက်မကြက်စစ်ပါတယ်ပြီးတော့အရသာအပေါ့အငယ်အဲ့ဒါတွေကိုစစ်တဲ့အခါမှာကျွန်တော်စားအနေငယ်ပို့တဲ့အတွက်စားအနေငယ်ထပ်ထဲမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဒီစေးတန့်စင်ထားတဲ့ဒီပင်စိမ်းရွက်လေးတွေကိုအုပ်ပြီးတော့မှထပ်ချက်မယ်ပြီးတဲ့အခါမှာအဲ့ဒီပင်စိမ်းရွက်ပေါ်မှာကျွန်တော်တို့ခန်းချင်ဒီတစ်လုံးပေါ့နော်အဲ့ဒါပေါ့ချမ်းလိုက်လီးထားတဲ့ဟာလေးကိုအုပ်ပြီးတော့မှကျွန်တော်ထပ်ချက်မှာဖြစ်ပါတယ်
ဟုတ်ကဲ့ပါကြည့်ရှုသူများလည်းဒီနည်းလေးကိုကြည့်ပြီးတော့မှလှုပ်ရှားကြည့်ပါအလိုမှရတာရှိပြီးတော့မှစားလို့လည်းရတာရှိပါတယ်စားလို့လည်းကောင်းပါတယ်ပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီ air fryer တစ်လုံးနဲ့ပေါ့နော်မျိုးမျိုးချက်လို့ရတယ်ဆိုတဲ့ဟာလေးကိုသိရှိအောင်ကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးလည်းချိုးသိချင်းသိပြီးသားဖြစ်မှာပါခုဆိုရင်အားလုံးရရှိပြီဖြစ်တဲ့အတွက် air fryer ထဲကနေပြီးမှထုတ်ပြီးတော့မှပွဲပြင်မဲ့ပကံထဲကိုထည့်လိုက်ပါအလွန်ရတာရှိတဲ့ကြက်သားပင်စိမ်းချက်တပွဲရရှိလို့သွားပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်ပြီးတော့မှဆုံကြပါအောင်ဆိုအားလုံးကို bye bye